မင်္ဂလာပါဒီဗီဒီယိုကတော့ TPWay app ကနေ calendar ကိုဘယ်လိုထုတ်ရမလဲ calendar ကိုကိုလို့ရှင်တဲ့ပုံစံဘယ်လိုထုတ်ရမလဲဆိုတာကိုကျွန်တော်ရှင်းပြပေးထားမှာပါဆိုတော့ဒီ TPWay app ကိုတုံးနေတဲ့မိတ်ဆွေတို့ထိုက်ကပေါ့နော်ဒီ calendar ထုတ်ပုံထုတ်နည်းကိုတီးပြီးတဲ့သူတွေလည်းပဲပါတယ်လို့မသိတယ်လို့လည်းပဲပါကောင်းပါနိုင်တာပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ calendar ကိုကိုလိုရှင်တဲ့ပုံစံကိုလိုရှင်တဲ့ font design ကိုလိုရှင်တဲ့ဆရာကွက်အချင်းချင်းကိုဘယ်လို setting ချိန်ရမှာလဲဘယ်လိုလုပ်ရမလဲဆိုတော့အသေးစိတ်ရှင်းပြပေးတော့ပါမယ်ဆိုတော့ဒီနေရာမှာပေါ့နော်ဒီ TPWay app မရှိသေးတဲ့မိတ်ဆွေတွေလည်းပဲ Play Store တွားပြီးတော့မှ TPWay ရှာပြီးတော့မှ down ပေးပါလိုအပ်တဲ့ဒီ account setup တွေလုပ်ပြီးတော့မှဝင်ပေးပါဒီနေရာမှာတော့ကျွန်တော် calendar ထုတ်ပုံထုတ်နည်းကိုကျွန်တော်အတိအကျရှင်းပြပေးတော့ပါပဲဆိုတော့မိတ်ဆွေတို့စီမှာ TPWay app ရှိပြီဒါလို့တော့ယုံကြည်ပါတယ်ဆိုတော့ကျွန်တော် TPWay app ထည့်ကိုဝင်လိုက်ပါမယ်TPWay app ထည့်ကိုဝင်ပြီးဆိုရင်တော့ account ဖွင့်မိတာအနေထားဆိုတော့လက်ရှိပုံစံတွေပေါ်နေမှာပါဆိုတော့ကျွန်တော်တို့ကဒီနေရာမှာ calendar မထုတ်ယူခင်မှာပေါ့နော်ဒီ app ရဲ့ language ကိုမြန်မာဘာသာစကားပြောင်းပေးပါအဲ့ဒါကတော့ကျွန်တော်ဒီ set တွေတော့မယ် set တွေကဘာသာစကားပေါ့နော်ဒီနေရာမှာတော့ language လို့ပေါ်နေမယ်ဒီတော့ပြီးတော့မှဒီမြန်မာဆိုတာဒီကိုရွေးပေးပါအဲ့ဒါရွေးပေးပြီးတော့ရင်ကျွန်တော်တို့ကဒီ TPWay software ရဲ့အောက်ခြေနာမှာပေါ့နော်အောက်ခြေ5ခုပေါ့နော်အောက်ခြေ navigation tab ပါ5ခု bottom navigation tab ပါ5ခုထက်ကဒီအလဲတခုခဲတန်းပုံလေးနဲ့ပေါ့နော်ဒါလေးကိုနှိပ်ပါအဲ့ဒါနှိပ်ပြီးတော့ရင်ကျွန်တော်တို့ကပထမဆုံးအနေနဲ့ calendar ထုတ်မယ်ဆိုရင်ကိုထုတ်ရှင်တဲ့ calendar အမျိုးအစားကိုအရင်ရွေးပေးရမှာပါ calendar အမျိုးအစားကိုမရွေးသေးဘဲဒီအောက်ကကောင်းလေးကိုနှိပ်လို့မရပါဘူးဆိုတော့ calendar အမျိုးအစားကိုရွေးမယ်ဆိုရင်ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့မှအဲ့ဒီထဲမှာကျွန်တော် calendar 12မျိုးထည့်ပေးထားတယ် calendar 12မျိုးကတော့6လုံးထိ calendar ရှိမယ်3လုံး calendar ရှိမယ်နှလုံး calendar ရှိမယ်ပေါ့နော် calendar 12မျိုးထဲမှာမှတော့calendar တော့ main ကတော့3မျိုးပဲအဲ့3မျိုးကိုမှမတူညီတဲ့ type ပုံစံခွဲလိုက်တာပေါ့နော်ပထမတစ်ခုကျတော့တာမန်ရိုးတာမန် calendar ပုံစံဒုတိယကျတော့ calendar အသေးစိတ်စရာလေးပေါ့အသေးစိတ်စရာဆိုတာကမကန်တဲ့ question စီပေါ့နော်နောက်တစ်ခုကျတော့ break တွဲ calendar break တွဲ calendar ဆိုကြတော့ဒီထွက်တဲ့ကဏ္ဍနဲ့ပေါင်းလိုက်ဖြစ်တဲ့ break နဲ့တွဲပြီးမှကြည့်ရတဲ့ calendar မျိုးစားနောက်တစ်ခုကျတော့လုံးဝကို break တည်တန့်သူကျတော့ break တည်တန့်ပဲကြည့်လို့ရတဲ့ calendar မျိုးစားပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်ကအဓိက main ကတော့ဒီအပေါ်ဆုံးတစ်မျိုးပါပဲเนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကအသုံးများတာကဒီ3လုံးထိ calendar ပေါ့เนาะကျွန်တော်တို့ကဒီ3လုံးထိ calendar ကိုပဲကျွန်တော်အဓိကနမူနာပြပေးထားပါမယ်အဲ့တော့တမျိုးရရင်ကျန်တဲ့ကိုထုတ်ရှင်တဲ့ကျန်တဲ့ calendar မျိုးစားလည်းပဲအကုန်လုံးထုတ်တတ်သွားပါလိမ့်မယ်ဆိုတော့ကျွန်တော်အဓိကပြပေးတော့မှာဒီ3လုံးထိ calendar ကိုပဲအဓိကပြပေးတော့ပါမယ်ဆိုတော့ကျွန်တော်3လုံးထိ calendar နှိမ့်မယ်ဆိုတော့ calendar အမျိုးအစားရွေးပြီးတော့ရင်ကျွန်တော်တို့ကနှစ်ကိုရွေးရမယ်ခုနှစ်ကိုရွေးရမယ်ခုနှစ်ကိုရွေးမယ်ဒီ select year ကိုနှိပ်ပေးပါဆိုတော့ဒီနေရာမှာကခုနှစ်ရွေးတဲ့နေရာမှာ2မျိုးရှိတယ်ပထမတစ်မျိုးက range အနေနဲ့ရွေးတာနှစ်ခုကျ custom အနေနဲ့ရွေးတာအဲ့တော့ဒီ range နဲ့ဒီ custom နဲ့ဘယ်လိုကွဲလဲဆိုတာကိုမေ့စီတို့တိဖို့လိုမယ်အဲ့တော့ range ဆိုတာကဘယ်ခုနှစ်ကနေဘယ်ခုနှစ်အတွင်းကိုရွေးချယ်တာဥပမာကျွန်တော်တို့ကဒီ range အနေနဲ့ရွေးလိုက်မယ်ရွေးပြီးမှဒီ summer ခုနှစ်ကကျွန်တော်ကထားလိုက်ပါတော့ဒီထဲမှာဆိုရင်2000ခုနှစ်ကိုကျွန်တော်ရွေးလိုက်မယ်ဒါဆိုရင်တွေ့ရ summer ခုနှစ်က2000ခုနှစ်ဆိုပါစို့ဒါဆိုရင် summer ခုနှစ်ကဘယ်ထိတောင်းမလဲဒါဆိုရင်ကျွန်တော် latest နောက်ဆုံးထွက်2025ဆိုတော့ကျွန်တော်တစ်နှစ်ကိုကြိုပြီးတော့ယူလိုက်မယ်2026ဒါဆိုရင်2000ခုနှစ်ကနေ2026ခုနှစ်အတွင်းရှိတဲ့ကဏ္ဍကိုကျွန်တော်တို့ကဆွဲထုတ်တာပါဒါကြတော့ range အနေနဲ့ခုနှစ်ကိုရွေးချယ်တာပေါ့နော်နောက်ခု custom ဆိုတာကျတော့ကိုစိတ်တိုင်းကြကိုစိတ်ကြိုက်ရွေးချယ်တာပေါ့
စိတ်ကြိုက်ခုနှစ်ကိုရွေးချယ်တာဥပမာဒီလိုဗျာကျွန်တော်တို့ကဒီ calendar ဘောနော်တချို့တော့ calendar တွက်တဲ့မိတ်ဆွေတွေမှာဆိုရင်ဘယ်လိုမျိုးတွေရှိတုံးဆိုတော့ဒီ calendar တွက်နေမှာကြားတဲ့ကမလို့အပ်တဲ့ခုနှစ်တွေကပါရင်ကျွန်တော်ကဘယ်လိုပြောမလဲကြည့်ရတာနဲ့ဟိုအရင်အလန်းဝေးနေတာပေါ့နည်းနည်းတော့ခက်လန်းလန်းဖြစ်နေတာပေါ့ဗျာဆိုတော့အဲ့မှာကိုလိုချင်တဲ့ခုနှစ်ကိုရွေးပြီးတော့ထုတ်လိုက်ပြီးတော့မှဥပမာကျွန်တော်ကဒီ2020ကိုရွေးမယ်2023ကိုရွေးမယ်2003ကိုရွေးမယ်ပြီးရင်2019ရွေးမယ်2015ရွေးမယ်အဲ့တော့ကျွန်တော်တို့ရွေးတဲ့နေရာမှာက order ပေါ့နော်ဒီအစင်အလိုက်ဖြစ်နေဖို့မလို့မိတ်ဆွေတို့အစင်မိတ်ဆွေတို့ထုတ်ရှင်တဲ့ခုနှစ်ကိုတွားပြီးတော့မှ select လုပ်ပေးလိုက်ရုံပဲ select လုပ်ပေးလိုက်တဲ့ကိုကျွန်တော်တို့ရဲ့ဒီ software ကနေ order တစ်ခါလေးစီးပြီးတော့ပါလိမ့်မယ်ဆိုတော့ဒီမှာကျွန်တော်ရွေးတဲ့ net ကဒါလေးပြန်ဖြုတ်လိုက်ပါမယ်နော်အဲ့တော့ဒီတိုင်းဒီလို2020နဲ့4 5ဆိုတော့တစ်နှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်6နှစ်တာကိုကျွန်တော်ရွေးလိုက်မယ်ဒီမှာကျွန်တော် select လုပ်ခဲ့တဲ့ခုနှစ်တွေလည်းပဲဒီ selected ဆိုပြီးတော့ဒီမှာသူ့ရဲ့ select လုပ်ခဲ့တဲ့နှစ်အရေးအတွက်ကိုဒီမှာပြနေမယ်နော်ဆိုတော့ဒီ6နှစ်ကိုကျွန်တော်အတည်ပြုမိလို့ကျွန်တော်ရွေးလိုက်မယ်ဒါဆိုရင်ကိုမိတ်ဆွေရွေးခဲ့တဲ့ခုနှစ်ကဒီနေရာမှာပေါ်နေမှာပေါ့နော်အဲ့တော့အကယ်၍များဒီ customer အနေနဲ့မဟုတ်ဘူး ring အနေနဲ့ဆိုရင်လည်းပဲဘယ်လိုပေါ်နေမှာလဲဆိုတော့2000ရွေးလိုက်မယ်ပြီးတော့မှကျွန်တော်က2026ကိုရွေးလိုက်မယ်အတည်ပြုနေမယ်ဒါဆိုရင်ကိုရွေးထားလိုက်တဲ့ခုနှစ်က29နှစ်တောင်မှနော်အဲ့တော့29နှစ်အရန်ကြီးတယ်အရန်ကြီးတယ်ဆိုတော့ဒါတော့ mix လို့အဲ့လိုရွေးလို့ရတယ်ကျွန်တော်တို့နည်းနည်းလေးပြန်ရွေးလိုက်မယ်နောက်ဆုံး9နှစ်6နှစ်လောက်ကျွန်တော်ရွေးလိုက်မယ်โอเค2020ကနေ2026အထိကိုကျွန်တော်ရွေးလိုက်မယ်ဗောနော်ပြီးရင်အတည်ပြုနိုင်မယ်ဒါဆိုရင်ကျွန်တော်ရွေးတဲ့ခုနှစ်က2နှစ်4နှစ်6နှစ်9နှစ်โอเคရပြီအဲ့တော့ calendar အမျိုးအစားလေးရွေးပြီးတော့ပြီခုနှစ်ကိုလည်းပဲရွေးပြီးတော့ပြီအဲ့တော့ဘာကြံလဲဆိုအချိန်ကြီးရွေးဖို့ကြံမယ်ပေါ့နော်ဒီအချိန်ကြီးကိုပဲရွေးယူရင်ခုနှစ်ကိုပဲရွေးယူရင်ဖြစ်နိုင်တယ်ဆိုရင်စမခုနှစ်စမအချိန်ကိုအရင်ရွေးပေးစီရှင်တယ်အဲ့တော့ကျွန်တော်ကဒီစမအချိန်ကိုအရင်ရွေးလိုက်မယ်အဲ့တော့ဒီနေရာမှာကကျွန်တော်ကရွေးစရာ option 3မျိုးရှိတာပေါ့နော်ပထမတစ်မျိုးကဒီ previous year week တခုရယ်ပြီးတော့မှ current year week ရယ်ပြီး next year week ရယ်ဆိုပြီးတော့မှ3မျိုးရှိတာပေါ့နော်ဒီနေရာမှာကျွန်တော်သိတဲ့အချိန်ကြီးတို့ဆိုတာကကျွန်တော်က week အနေနဲ့ရွေးပြီးတော့ week အနေနဲ့ဖော်ပြထားတာပေါ့နော်ဆိုတော့ဒီ previous year week ဆိုတာကဒီလွန်ခဲ့တဲ့နှစ်ကနှစ်ဟောင်းကအချိန်ကြီးကိုပြောချင်တာ current year week ဆိုတာကလက်ရှိခုနှစ်ရဲ့အချိန်ကြီးကိုပြောတာ next year week ဆိုတာကကျွန်တော်လာမယ်နောက်တစ်နေ့ရဲ့အချိန်ကြီးပြောချင်တာနော်ဆိုတော့ဒါတွေကဘယ်လိုအသုံးဝင်လဲပုံမှန်အဖြစ်တော့ကျွန်တော်ကဒီခုနှစ်တစ်နှစ်ရဲ့တစ်ချိန်ကနေ24ချိန်အထိဆိုရင်ကျွန်တော်က current year week ကိုပဲဒီ1 2ဒီ week 1ကနေဒီ week 24အတွင်းရွေးပေးလိုက်အောင်ပဲဒါပေမဲ့ကျွန်တော်တို့ကဒီလိုနှစ်စတော့နှစ်ဆုံးတွေမှာဘာနော်အဲ့ဒီအချိန်ကြီးတွေရောက်တိုင်းကျွန်တော်ကဟို set calendar ကြည့်တာမြင်ရတော့နော်အဲ့ဒီခါကျတော့ကျွန်တော်ကဒီနှစ်ဟောင်းကနန်းလေးလိုအပ်တယ်လို့နှစ်တစ်ကနန်းလိုအပ်နေတာပေါ့နော်အဲ့ဒီခါကျကျွန်တော်ဘယ်လိုရွေးလဲပေါ့နော်အဲ့တော့အခုလက်ရှိဆိုရင်ကျွန်တော်က20ကြိမ်ထည့်ပြီးတော့ပြီ20ကြိမ်ရောက်ပြီပေါ့နော်ဒီ20ကြိမ်ရောက်လာပြီဒါဆိုရင်တေချာတာကကျွန်တော်ကသူ့ရဲ့တောက်ကိုရှာတဲ့အခါမှာဒီပြီးခဲ့တဲ့အခုက2025ဆို2024ခုနှစ်ရဲ့တစ်ကြိမ်တော့နှစ်ကြိမ်တော့3ကြိမ်4ကြိမ်တော့လိုအပ်လာပြီဒါဆိုရင်တေချာတယ်ဒီ previous year week မလို့လာကမလို့အပ်တည်ပြီမဲ့ဒီ next year week ကတော့လိုအပ်လာပြီโอเคအဲ့တော့ကျွန်တော်ဒါရွေးကြည့်အောင်နော်ဆိုတော့ summer အကြိမ်ကြီးကိုကျွန်တော်ကဘယ်လိုယူမှာလဲဆိုတော့15ကြိမ်လို့စယူလိုက်မယ်15ကြိမ်နဲ့စယူလိုက်မယ်ဒါဆိုရင်နောက်တစ်ခုကအဆုံးမအကြိမ်ကြတော့ကျွန်တော်တို့ကအခုက
20ချိန်ထည့်ပြီးတော့22ချိန်ထဲမှာပေါ့နော်ဒါဆို22ချိန်ယူရင်22ချိန်နောက်ဆုံးထွက်တဲ့အချိန်ဒီကဏ္ဍပါလာမယ်23 24အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ set calendar လေးနည်းနည်းလေးယူလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့က now next year ဆိုတာကနောက်တစ်နှစ်ရဲ့2026 4ပင်အထိယူလိုက်မယ်ဆိုတော့ကဒါကိုကျွန်တော်အရင်ယူလိုက်မယ်နော်အကေယူလိုက်မယ်ဒါဆိုကျွန်တော်တို့ကဒီနေရာမှာဖော်ပြတဲ့ပုံစံနည်းနည်းသတိထားမယ်။ဘာလဲဆိုတော့ဒီလိုဒီများတင်ကြီးသားလေးပါတယ်ဆိုရင်ဒါဆိုရင်များတင်ကြီးသားမပါဘူး4တန်မှ4ပဲဆိုရင်ဒါဆို current year week ကိုဦးစားပြုတယ်။ဟောဒီ greater than sign ပုံစံလေးကဒီပေါ့နော် next year week ရဲ့တင်ရတာပေါ်ပြတာပေါ့နော်အကယ်၍များဒီပေါ့နော် less than ပုံစံလိုမျိုးဟောဒီကများကဒီလိုမျိုးဝေးနေမယ်ဆိုရင်သူဒီ previous years week ရဲ့ပုံစံပြနေမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီမှာယူတဲ့ပုံစံက15ချိန်ကနေနောက်တစ်နေ့ရဲ့4ချိန်ထိယူတာပေါ့ဆိုတော့ဘယ်လိုပုံစံတုံးဆိုတော့24ချိန်ထိမဟုတ်ဘဲနဲ့နောက်နေ့ရဲ့4ချိန်ထိယူတာဆိုတော့ဆိုရင်ကျွန်တော်တို့ကဟောဒီ2000ခုနှစ်ကနေ2020ခုနှစ်ကနေ2026အတွင်းရဲ့ဒီနောက်တစ်နေ့4ချိန်ထိပါမှာပေါ့နော်โอเคဒါကတော့ဒီ calendar အမျိုးအစားရွေးတယ်ပြီးတော့မှခုနှစ်ကိုရွေးတယ်ပြီးတော့မှအချိန်ကိုရွေးတယ်ဒီအထိပဲကျွန်တော်တို့ကထုတ်မယ်ဆိုရင်ကျွန်တော်ဒါလေးကိုဒီဘက်ထုတ်မယ်ဆိုရင်ဘယ်လိုဖြစ်လာမှာလဲပေါ့နော်ဒီ table customization ဟိုမရွေးသေးခင်မှာဒီပြင်ရတဲ့ချက်နေကြည့်မယ်ဒါဆိုရင်ကျွန်တော်ရွေးတဲ့ပုံစံတွေလည်းပဲထွက်လာမယ်နော်အဲ့တော့ဒီပုံစံကကျွန်တော်ဒီ TPWA app ရဲ့ default setting default တက်မှတ်ထားတဲ့ပုံစံတိုင်းပဲနောက်ခံကာလအနီးတက်မှတ်တဲ့ font အတိုင်းပဲထွက်လာနိုင်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီနေရာမှာကိုလိုရှင်တဲ့တခြားသော font design တွေတခြားသောဆရာကွက်အချင်းအကျယ်တွေကိုဘယ်လိုချိန်မှာလဲပေါ့နော်ကိုလိုရှင်တဲ့ဒီနောက်ခံအရာလေးကိုဘယ်လိုချိန်မှာလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်အဲ့တော့ဒါကကျွန်တော်ကနမူနာအနေနဲ့ဒီ custom ဆိုတာလေးကိုမနှိပ်ခင်မှာ search ကိုနှိပ်လိုက်ဘယ်လိုပေါ်လာမလဲဆိုတာပြတာဖြစ်တယ်ဆိုတော့ကျွန်တော်ကဒီလိုချင်တဲ့ပုံစံမကြိုက်သေးဘူးဆိုရင်ဘယ်ဘက် down မှာဟောဒီက icon လေးကိုနှိပ်လိုက် reset လုပ်တဲ့ icon လေးပေါ့နော်အဲ့နှိပ်ပြီးတော့မှဒီ table customization ဆိုတဲ့ဒါလေးကိုပေါ့နော်ဒီ customize font and color ကိုနှိပ်မယ် okay နှိပ်ပြီးဆိုရင်ကျွန်တော်အထက်ရောက်လာမယ်နော်အထက်ရောက်လာပြီဆိုရင်ကျွန်တော်ကဒီမှာဗာတွေးရမှာတော့ဆိုတော့ဒီပထမဆုံး add title ဆိုတာကတော့ကိုဒီ calendar မှာကိုယ့်နာမည်ထည့်တာဥပမာကျွန်တော်က TB ဝေးဆိုရင်တော့ TB ဒီလိုမျိုးပေါ့ TB ဝေးဒီလိုထည့်တာပေါ့နော်အဲ့ဒါဆိုရင်ကိုယ့်နာမည်ကို sign ထိုးလို့ရတာပေါ့နော်ဒါကတစ်မျိုးအဲ့တော့ဟိုထည့်ရှင်လည်းရတယ်မထည့်ရှင်လည်းရတယ်ဒါတော့မိတ်ဆွေတို့တဘောပါ optional အနေနဲ့ပါ okay နောက်တစ်ခု font ဆိုတာကဒီမိတ်ဆွေတို့မြင်နေရတယ်ဒီစာလုံး design ပြောเนาะအဲ့တော့ကျွန်တော်ဒီနေရာမှာတကူကူပြောင်းလဲသွားတိုင်းကျွန်တော်ဒီအောက်မှာတကူကူပြောင်းလဲသွားတိုင်း hori မှာလည်းပဲ design ချက်ချင်းကိုမြင်နေရမယ်เนาะဆိုတော့ကျွန်တော်ကဒီ font တခုကျွန်တော်ပြောင်းကြည့်မယ်เนาะအဲ့တော့ဒီ font ကိုတွားနှိပ်ပြီးဆိုတော့ねကိုဒီ font ထဲမှာကျွန်တော်ကကိုမျိုးထည့်ပေးထားတာပေါ့တစ်မျိုးနှစ်မျိုး3 4 5 6 9 10ကိုမျိုးထည့်ပေးထားတယ်အဲ့တော့မိတ်ဆွေတို့လိုရှင်တဲ့ဒီကနန်းပေါ့နော်ဒီကျစ်ရဲ့ပုံစံဒီဇိုင်းလေးအဲ့ဒီမှာတစ်ခါလေးကိုဥပမာ default ဆိုရင် default font အနေထားရကဒီလိုဒီဇိုင်းလေးပြီးတော့မှဒီ align ဆိုရင်ဒီလိုဒီဇိုင်းဖြစ်မယ်ပြီးရင် basic regular ဆိုရင်ဒီလိုဒီဇိုင်းလေးဖြစ်မယ်ပြီးရင်ဒီကောင်ကျတော့ G ရဲ့လာမတည်ဘူးလို့ regular ပေါ့နော်ဒီပုံစံကျတော့ဒီလိုထွက်လာမယ်နောက်တစ်ခုကျတော့ in real sun regular ပြီးတော့မှ novel over ဒါကြဘဲဥပုံစံမျိုးပေါ့နော်ကဏ္ဍလေးတွေဒါကြတော့ protect real regular ပေါ့နော် protect real ဆိုပြီး ဖတ်လိုက်မသိ sorry ကျွန်တော်မဖတ်တတ်တော့ဆိုတော့သူ font က G အထူဒီမျိုးကြီးပေါ့နော်နောက်ကိုကျ public set အဲ့ public set ရဲ့ပြီးတော့မှ shipori anti green anti q လာမလို့ anti q regular ပေါ့ anti font ဒီပုံစံလေးတွေအဲ့တော့မိတ်ဆွေတို့တစ်ခုမဟုတ်တစ်ခုစမ်းကြည့်လို့ရတယ်မိတ်ဆွေတို့ကြိုက်တာကိုသုံးယူလို့ရတယ်
နော်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်သုံးတာများတာကတော့ဒီ basic regular သုံးတယ်ပြီးတော့ public sense ကိုသုံးတယ်ပေါ့နော်ဆိုတော့ဒီမှာကိုကျွန်တော်ဒီ basic regular ကျွန်တော်အရင်ရွေးကြည့်လိုက်မယ်နော်ဒါဆိုရင် font size တွေမှာချိန်တော့ဒီပုံစံလေးอ่ะပေါ့နော်ဒါ font ကိုရွေးတာဒီတစ်ခုကြတော့ဟိုဒီ font တွေချိန်နေကြတော့မချိန်လည်းရတယ်မိတ်ဆွေသဘောထားလို့ရပါမိတ်ဆွေတို့သဘောပဲဘာမှမဖြစ်ဘူးเนาะကိုကြိုက်တယ်ကို design ဆန်းဆန်းပြတယ်ကြိုက်တယ်ဆိုရင်ချိန်လို့ရတယ်ဆိုပြောတာเนาะနောက်တစ်ခုကြတော့ table margin spacing table margin ဆိုတာကကျွန်တော်ဒီ bound ဒီအဖြူသား bound လေးပေါ့เนาะဒီ space အလွတ်လေးတွေပေါ့အဲ့ဒါကိုကျွန်တော်လောလောဆယ် default အနေနဲ့က 50% ထားပေးထားတယ်အဲ့ဒါကိုကျွန်တော်မကြိုက်ဘူးဆိုရင်75%ဒါဆိုရင်ဘာချိန်မှာ top ဆိုတာကဒီအပေါ်75%ပြောတာအဲ့တော့ကျွန်တော်ကဒီမှာ bottom ကိုထားလိုက်ပါတော့ဥမာတိတာတော့25%လို့လေဒါဆိုချင်းချင်းလေးပဲကျန်တော့တယ်ကွာအဲနောက်ပြီးတော့မှ left ဆိုတာကဒီဘက်ကိုပြောတာ100ချိန်မှာဒါဆိုအော် sorry bottom တော့မှာတော့ sorry နော် left က100ဒါဆိုရင်လို့ဒီဘက်ကလုံးဝ100ရဲ့ကျေဟောရေကွာပြီးတော့မှ right ဆိုတာကဒီညာဘက်ချမ်းပြောတာပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်က75%တော့ထားလိုက်မယ်ဒါဆိုရင်ဒီလိုမျိုးကျတော့ဟိုဟာဒီလိုမျိုးထားရဲဆိုတာဒီလိုမျိုးထားမှပြောချင်တာမဟုတ်ဘူးမိတ်ဆွေတို့ကြိုက်တယ်လို့ထားလို့ရတယ်ဆိုတော့ပြန်ရှင်တာတကယ်တမ်းကျတော့ထားမယ်ဆိုတော့ဒီလိုအငညာလေးဆိုတော့ပိုကောင်းတာပေါ့နော်ဟိုဟာအထက်အောက်ဘယ်ညာပေါ့ဒီလိုညီညာမြင်ဆိုရင်ကြည့်ရကောင်းတယ်အဲ default အနေနဲ့ကျွန်တော်50ထားရတယ်ကျွန်တော်50ပြန်ထားလိုက်မယ် okay နောက်တစ်ခုက font size ဒီ font size ပေါ့နော်ဒီ font size ကသူကဟိုဒီ calendar ထွက်လာတဲ့အချိန်ကျရင်မကြိုက်ဘူးဆိုရင်ဘောနော်မကြိုက်ဘူးဆိုတာကဒီဘယ်လိုပြောမလို့စာလုံးကိုတအားကြီးပြီးကတ်နေနေကြည့်ရတာရဘယ်လိုပြောမလို့ဟိုချင်းကြိုက်ဖြစ်နေအဆင်မပြေဘူးပေါ့နော်အဲကြတော့ဘယ်လိုပြောမလို့ဒီ font size ကတေးနေဆိုရင်လည်းပဲကြီးလိုက်မယ်ကြီးရင်လည်းပဲတေးလိုက်မယ်ဒီလောက်တာပေါ့နောက်တစ်ခုကျတော့ဒီဘယ်လိုပြောမလို့ font ရဲ့အထူအပါပေါ့ light ကျတော့ပါလေးပဲ regular ကျတော့ပုံမှန်ဘိုးကြတော့ဒီလိုထူတော့တာမဲထွက်တော့တာပေါ့နော်အဲ့တော့ဒါကျတော့ font တစ်ခုနဲ့တစ်ခုပုံမူတည်ပြီးတော့မှနည်းနည်းတော့꽌ရလိမ့်မှာပေါ့နော်ပုံမှန်ပြ regular တော့အဆင်ပြေပြီကျွန်တော်လည်းအသက်နိုင်ဆုံးတော့ဒီဟိုဘယ်လိုပြောမလဲအဆင်ပြေမဲ့ default နေထားကိုကျွန်တော်ရွေးပေးထားတာပေါ့လုပ်ပေးထားတာပေါ့နော်နောက်တစ်ခုကျတော့ column spacing ဆိုတော့ဒီလိုအထက်အောက်ကိုကျွန်တော်ကဆရာကွက်ဟိုဟာပေါ့ဘယ်လိုပြောမလို့ကော်လန်ပေါ့နော်ဒီလိုအထက်အောက်ကိုတစ်ကွက်နဲ့တစ်ကွက်ပဲဒီလိုဘယ်ညာနည်းနည်းချဲတာကျွန်တော်အစိတ်ကြဲလေးလောက်တာပေါ့နော်အဲကြောင့်နည်းနည်းလောက်ကြည့်အောင်နော်ဒါဆိုရင်အစိတ်ဒီဘယ်ညာကိုကျဲတော့တစ်ချက်ကြည့်နော်ဒီလိုကျဲပါရှိရယ်အဲ့တော့ဒါကဘာလို့လဲဆိုတော့ဥမာဆရာကွက်အချင်းအကျယ်လိုချင်နေဆိုရင်ဒါလေးနဲ့လဲအောင်ပဲဒါလေးလုပ်လဲအောင်ပဲပေါ့နော်အဲ့တော့ပုံမှန်ပြောကြတော့စီကိုထားလိုက်တယ်okay နောက်တစ်ခုကျတော့ဒီ visibility ဆိုတာကတော့ဒီတွေ့ရအောင်ပါ height ရတိုင်တယ် height ဆိုတာကကျွန်တော်တို့ကဒီ calendar ထုတ်နေမှာဥမာအပေါ်ကခုနှစ်ရက်တိုင်တယ်မလို့ရှင်ဘူးခေါင်းစဉ်မလို့ရှင်ဘူးဆိုရင်ဒါလေးကိုအမှန်ရှက်လိုက်ဒါဆိုရင်ပြသွားလိမ့်မယ်နောက်ခုကျတော့ height week title ဆိုတာကဒီ week title ဆိုတာကဒီဘေးကအကျိန်ကြီးခေါင်းစဉ်ကိုကျွန်တော်ဖျောက်တာပေါ့ဒါဆိုရင်ကျွန်တော်ကအကျိန်လည်းမပါတော့ခေါင်းစဉ်လည်းမပါတော့ဘူးနော်ဒီဘက်ကနန်းတော့ဒါစင်ပေါ်ထည့်ထားတာပေါ့နော်ဒါဆိုရင်ကျွန်တော်ကတစ်ခုလုံးဟိုင်းရင်တစ်ခုလုံးပြောင်းသွားလိမ့်မယ်ဒါကျွန်တော်တို့ကအဲ့ဆိုရင်ကျွန်တော်တို့က okay အဲ့တော့ကျွန်တော်တို့ကဒါလေးကိုပြန်ပြီးတော့မှဖွင့်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကခုနလုံးက default color ကဒီလို primary ဖြစ်တဲ့ red color ဖြစ်နေတာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ကဒီအနေရောင်လေးမကြိုက်ဘူးဆိုရင်ဒီမှာအစိမ်းရောင်ပြောင်းလို့ရတယ်ပြီးရင်အဲ့တော့ဒီမှာ mix ဆိုသတိထားမိလားမသိဘူးအနေရောင်ရွေးလိုက်ရင်ကောင်းစင်လည်းပဲပြောင်းသွားတယ်ပြီးတော့ဒီအောက်မှာလည်းပဲအနီလေးပြောင်းသွားတယ်เนาะတော့ဘယ်လိုလုံးဆိုတော့ဒီအပေါ်တစ်ခုရွေးလိုက်ရင်ဒီအနီရွေးလိုက်ရင်ဒီအောက်မှာအနီပါတစ်ခါလေးပြောင်းသွားတာပေါ့เนาะအဲ့လိုမျိုးလုပ်ပေးထားတယ်ပေါ့အဲ့တော့သူကဒီတိုင်းတဲကာလာနဲ့ background ကာလာနဲ့ကဘယ်လိုပြောမလို့အတူတူထားပြီးတော့မှဒီရင်းတာနဲ့ဖြောတာနဲ့အောက်ပဲနည်းနည်းလေးခွဲထားမယ်ဆိုရင် color harmony ဖြစ်တာပေါ့เนาะ color လေးကြည့်ရတာက balance ဖြစ်တာပေါ့ကြည့်လို့အဆင်ပြေတာပေါ့ဥပမာဒီလိုကကျွန်တော်ကဒီမှာတိုင်းတဲ့ color ကအစိမ်းရောင်ဒါကကျွန်တော်တစ်ခါလေးချိန်ပြီးတော့တဲ့ခါကျတော့မှစိမ်းသွားတယ်ကွာဒါဘာမတူညံလို့ဆိုတော့ဒီတိုင်းတဲ့ color ကသူ့ရဲ့ color opacity color အရင်က80% လောက်ရှိတယ်ပြီးတော့မှ background color က3% ပဲရှိတယ်အဲ့တော့ကျွန်တော်က80% တော့ချိန်မယ်ဆိုတော့အရင်ဖြစ်သွားတယ်ကြည့်လို့မကောင်းဘူးပေါ့နော်အဲ့တော့ default နေကျွန်တော်3% မထားလိုက်တယ်ဆိုတော့ဒီနေရာမှာကဟို
အခုဒီမှာထည့်ပေးထားတဲ့ကာလာအပြင်ကိုအနီးအစိမ်းအပြားအပန်းပြီးမီခိုးရောင်ပြီးအနဲ့ရောင်ဒါလေးတွေမကြိုက်ဘူးလုံးဝမထည့်လို့ဆိုရင်ဒါလေးကိုဖြုတ်လိုက်ဒါလေးဖြုတ်လိုက်ဒါဆိုလုံးဝပြောင်းကာလာမရှိတော့အဲ့တော့ကာလာဒီမှာလဲကာလာမရှိတော့ဒါလေးကဘယ်လိုပြောလို့ဒီကာလာ clear လောက်တော့ပေါ့အဲ့တော့အဲ့ဒါလေးလုံးနေကိုကာလာ opacity လည်းပဲမရှိတော့ကာလာ opacity လည်းမရှိတော့အဲ့တော့ဒီနေရာမှာတော့ကျွန်တော်ကာလာက6မျိုးထည့်ပေးထားတယ်ဒီ6မျိုးကိုထည့်ပေးတဲ့6မျိုးကိုမကြိုက်ဘူးမိတ်ဆွေတို့ကိုကြိုက်တဲ့ကာလာကိုချင်းချင်းနဲ့ဥပမာထားလိုက်ပါဒီမှာရဲလို့မပါဘူးဗျာရဲလို့မပါဘူးဆိုရင်ကျွန်တော်ဒီမှာဒါလေးကိုနှိပ်လိုက်ဒါဆိုရင်ဒီမှာကျွန်တော်တို့ကရဲလို့ကိုတော့ပြီးတော့မှ select လုပ်ဒါဆိုရင်ဒီမှာရဲလို့ဖြစ်နေမယ်ပေါ့နော်ဒါ font color ကပါ font color ကsorry font color ပါဖြစ်ရွေးထားတဲ့ရဲလို့ကတိတ်ပြီးတော့မှအဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီနေရာမှာ miss တို့တစ်ချက်ကြည့်ကြည့်ပြရဲလို့ယူရတဲ့ခါကျတော့အယောင်လေးကဘယ်လိုပြောမလို့background အယောင်တော့အဝဖြစ်တယ်ဒါပေမဲ့တော့ font color ကတော့ဖြစ်မနေဘူးပေါ့နော်တိတ်အဆင်မပြေဘူးဆိုတော့တခြား color တွေနဲ့ရွေးရအောင်နည်းလေးဒီထဲမှာပါရစေဒီပြန်နေရွေးကြည့်မယ် okay ဒါနဲ့ပေါ်တယ် and အရင် light ဖြစ်တဲ့အထဲမှာဟုတ်ပါနဲ့ dark ဖြစ်တဲ့အထဲနဲ့ရွေးရအောင်နော် okay ဒါဆိုရင်ဒီအယောင်လေးရပြီနော်နည်းနည်း dark ဖြစ်မဲ့တော့အဆင်ပြေတာပေါ့နော်ဆိုတော့ဒီနေရာမှာဒီ custom နဲ့ရွေးတဲ့အခါမှာကျတော့ background light မပြောင်းတော့ဘူးအဲ့တော့မိတ်ဆွေတို့ဒီတစ်ချက်ကြည့်တော့ဒီတိုင်းတဲ့ color ကနည်းနည်းလေးဒီဒါကဘာအယောင်ဖြစ်မလဲမသိဘူးစိမ်းရင်ရောင်လားစိမ်းနူးရောင်လားမသိဘူးလို့ပြောနော်အဲ့ဒီအယောင်နဲ့ဒီနောက်ခံအယောင်နဲ့နည်းနည်းတော့ကြည့်တိတ်ပြီးအဆင်မပြေဘူးနော်သူကဘောင်းဒီမှာအနီရောင်ဖြစ်နေလို့နော်အဲ့တော့ကျွန်တော်နောက်ခံဖြတ်မစင်ရင်စီရတစ်မျိုးကောင်းတယ်အဲ့လိုမဟုတ်ဒီကလာပြန်ထည့်မယ်ဆိုရင်ဒီကလာထဲမှာဒီထဲမှာပေါ့နော်โอเคအဲ့ဒီထဲမှာတားပြီးတော့မှโอเคဒါတော့ဖြစ်မထင်နဲ့โอเคဒါတော့โอเคဒါတော့ဒါစင်ကလာဟာမိုနီနဲ့ဖြစ်သွားပြီပေါ့နော်โอเคအဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီမှာနောက်ခံကလာလည်းရပြီသူရဲ့ထိုင်တဲ့ကားတွေရရပြီဆိုရင်နောက်တစ်ခုကပါလဲဆိုတော့နောက်ဆုံးတစ်ခု duplicate table ဆိုတော့ဒီနေရာမှာကဒီဆယ်ကိုပြောတာပေါ့နော်အဲတခါလေကျတော့ကျွန်တော်တို့ကဒီဘယ်လိုပြောမလို့ဒီလိုအနိကတ်မှာပေါ့နော်အနိကတ်ဆိုတော့တက်ကိုဒီ2024 25လောက်ပဲတွက်တဲ့နေရာမျိုးမှာကျတော့ဒီဘေးရှင်းရှင်းပြီးတွက်ဖို့လိုတာပေါ့နော်အဲကျတော့ဆရာကွက်တစ်ကွက်တည်းမလောက်တဲ့ခါဒီလိုနှစ်ကွက်လုပ်ဖို့လိုအပ်တယ်ပေါ့ဒီလိုနှစ်ကွက်ပေါ့နော်ပြီးရင်3ကွက်ဒီမျိုးလေးလုပ်ဖို့လိုအပ်တာပေါ့အဲ့လိုနေမျိုးမှာကျတော့ဘယ်လိုပြောမလို့ကျွန်တော်ကအချိန်ကိုဖြုတ်ချင်လဲဖြုတ်ပေါ့ဟုတ်တယ်မလားအချိန်မှာမျိုးဒီခါလေးဖြုတ်လို့ရတယ်ဒီခါဖြုတ်လို့ရတယ်ဒီလောက်နဲ့ပဲတော့ထုတ်လို့ရတယ်ပေါ့အဲ့ကျတော့ကျွန်တော်ကအပေါ်ကရေယာ and week တိုင်းတဲ့ color မှာပါတော့ဆိုရင်ကျွန်တော်က background လည်းဖြုတ်ထားလိုက်အဲ့ဒါပူချင်ရှင်းနေကွာ okay အဲ့တော့ကျွန်တော်ကလောက်ဆက်ဒီလေးရွေးလိုက်မယ်တိုင်း color ပြန်ထည့်လိုက်မယ်ပြန်ထည့်လိုက်မယ် okay ထည့်လိုက်မယ်နောက်ခါလုံးဝပြောင်းထားလိုက်မယ်အဲ့တော့ကျွန်တော်ဘာမှမရွေးလိုက်မယ်ပြီးရင်ကျွန်တော်ကအတစ်ပြည့်ရနိုင်မယ်ပေါ့နော်အတစ်ပြည့်ရနိုင်မယ်ပြီးရင်ဒီထက်အတစ်ပြည့်ရထပ်နိုင်မယ်ဒါဆိုရင်ကျွန်တော်ရွေးထားတဲ့ font design ရဲ့ဒီနောက်ခံကာလာရဲ့ပေါ့နော်အဲ့ဆိုရင်ဒါဆိုရင်ထွက်လာပြီအဲ့တော့ကျွန်တော်ဒီနေရာမှာကဒီဥပမာဆိုရင်ဒီနေရာမှာဆိုရင် font size ကအရင်သေးနေသေးတယ်ဆိုကျွန်တော်တစ်ချက် font size တော့ချိန်မယ်ပေါ့နော် font size တော့ချိန်မယ်ပြီးရင်စာလုံးကိုကျွန်တော်တခြားနေနဲ့ပြောင်းကြည့်မယ်ဘာလေးရှိမလဲပေါ့နော်တခြားဘယ်လိုပြောင်းလို့ရသေးလဲဒါမကြိုက်ဘူးဆိုရင်ဘယ်လိုပြောင်းလို့ရမှာလဲပေါ့ resize ကိုပြန်နေမယ်ပြီးရင် custom font color သွားမယ်အဲ့မှာဆိုရင်အကြောင်းကတော့ပြောင်းဝင်တဲ့ခါမှာကျွန်တော် reset ဖြစ်သွားတာပေါ့နော်ကျွန်တော်ဒါလေးပဲရေးလိုက်တော့မယ်ပြီးတော့မှအခုပြောင်းမှာက font ကိုပြောင်းမယ် font ကိုပြောင်းမယ် font ကခုနက basic ကိုယူရတယ်အခုကျကျွန်တော်ကဘာယူမှလဲ okay basic ကိုကျွန်တော်အဲ့ရင်ယူလိုက်ပါမယ်အဓိက main ပြဿနာက font နည်းနည်းတေးတော့တာအဲ့တော့ကျွန်တော်က 8.5 ဆိုရင်ကျွန်တော်9တော့ကျွန်တော်ထားလိုက်မယ် okay ပြီးတော့မှကျွန်တော်ကအတစ်ပြည့်ရနိုင်မယ်ပြီးအတစ်ပြည့်ရနိုင်မယ် okay ဒါဆိုကြည့်ရနည်းနည်းလေးတော့လာတယ်ပေါ့နော်အဲ့ဆရာကွက်ကအရင်ကျဲနေသေးတယ်လို့ဖြစ်နေတယ်ဒါဆိုကျွန်တော်တစ်ချက်သွားချိန်မယ်အဲ့တော့ဒါကကိုလိုလိုချိန်လို့ရတယ်ဆိုတော့ကျွန်တော်ပြတာပါနော်ဒါကတော့ဒီလိုကျွန်တော် like လုပ်တယ်မျိုး like အကုန်လုံးလိုက်လို့ရမယ်ဆိုလို့တော့မဟုတ်ပါဘူး okay ဆရာကွက်ကတော့ဒါလုံးဝအဆုံးပဲဆရာကွက်လုပ်လို့မရတော့ဒါဆိုကျွန်တော်တို့က
font ကိုပဲနည်းနည်းချိန်ရရမယ် font ကိုနည်းနည်းကြည့်လိုက်ရမယ်အဲ့တော့ထားလိုက်မယ် font ကို9 oh sorry ခုနက9တော့အဲ့ကျွန်တော်9.5တော့ထားလိုက်မယ်နော်ပြီး color လေး okay ဒါဆိုကျွန်တော်ကအတစ်ပြရနေမယ်အတစ်ပြရနေမယ် okay ဒါဆိုနည်းနည်းကြည့်တော့ရကွာဒါဆိုရင်အဲ့တော့ဒီ font အစိုက်အသေးအကြီးတို့ကြတော့ mix လို့လို့ကိုချိန်လို့ရတယ်ဗျကိုမျက်စိနဲ့အဆင်ပြေမဲ့ပုံစံအသေးအကြီးသွားချိန်လို့ရတယ်အဲ့တော့ကျွန်တော်တခြား font တွေနဲ့ချိန်ကြည့်ရ font မချိန်ရသေးဘူးနော် font ချိန်မယ်အဲ့ဒီထက်မှာ default ကို edit public ဆက်နေတွားမယ်အဲ့တော့နောက်တစ်ခါပြန်ဝင်ရင်ဒီ customize တွေပဲထဲကိုပြန်ဝင်ပြီးဆိုတော့ကိုတော့ဒီမှာ change setting reset ဖြစ်နေသေးတာပေါ့နော်လောဆိုတော့ကိုယူတဲ့ setting တွေကတော့ဒီ save လုပ်တဲ့ feature တော့မပါသေးဘူးနောက်ပိုင်းကျတော့အဲ့လေးထည့်ပေးမယ်ဗျနော် okay အဲ့တော့ကျွန်တော်ကရွေးထားတာကအပြန်နုလေ okay ဒီမှာကျွန်တော်က font ကို public send ကိုကျွန်တော်ရွေးရနော် public send ကိုရွေးထားတယ်အဲ့ဒါရွေးပြီးတော့ရင်ကျွန်တော်ကကာလေးကိုတခြားဟာတွေနဲ့ပြောင်းကြည့်မယ်တခြားဟာကိုနည်းနည်းပြောင်းကြည့်မယ်နဲ့ရက်သွားပြီဘာဖြစ်လဲမသိ okay ခဏလေးနော်ခဏလေးပါစက်ကနေသွားတယ် okay ရပြီစက္ကန့်နဲ့ဟန်သွားတယ်ဆိုတော့ကျွန်တော်တို့ကဒီ public send ကိုရွေးတယ် font size က 8.5 ကိုရွေးတယ်ပြီးတော့မှactive ပြန်နေမယ်ပြီးရင် active ပြန်နေမယ် okay ဒါဆိုရင် 8.5 အဲ့တော့ font တစ်ခုမှာ 8.5 အဆင့် 8.5 လောက်ကကြည့်လို့အဆင်ပြေမယ်နောက် font တစ်ခုကတင်းနေမယ်ကြီးနေမယ်အဲ့တော့ mix လို့လို့အဲ့ဒီ font ကိုတွားပြီးတော့ချိန်လို့ရတယ်တွားပြင်လို့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ပြီးရင်အကုန်ပြီးတော့ရင်ဘာလုပ်ဖို့လိုလုံးဆိုတော့ save နေလေအောင်ပဲအဲ့မှာစာလေးပေါ်လာမှာပေါ့နော် successfully save to gallery ဆိုကျွန်တော်ရဲ့ phone gallery ထဲမှာတွားပြီးဖွင့်လေအောင်ပဲပြီး mix လို့အဆင်ပြေလို့အသုံးပြုလို့ရတယ်အဲ့တော့အဓိကတော့ဒီ calendar လေးကိုထုတ်မယ်ဆိုရင်တော့အဓိကတော့ line ရှိဖို့တော့လိုအပ်မှာပေါ့နော် line ရှိမှထုတ်လို့အဆင်ပြေမှာပါ line ရှိမှပဲထုတ်လို့ရမှာပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ TBWay app ထဲကနေ calendar ထုတ်ပုံထုတ်နည်း calendar ကိုလိုချင်တဲ့ပုံစံ font size design ပြီးတော့မှ set ကွက်အချင်းအကျဲဆန်လုံးအသေးအကြီးကိုလိုချင်တဲ့နောက်ခံအယောင်လေးတွေကိုထုတ်ပုံထုတ်နည်းလေးတွေပေါ့နော်ဆိုတော့အကယ်၍များအခုကျွန်တော်ရှင်းပြတာတွေကိုလုပ်ကြည့်လို့အဆင်မပြေဘူးဆိုရင်လက်ရှိဗီဒီယိုရဲ့အောက်မှာ comment ပြီးတော့မှမေးလို့ရတယ်လို့နောက်ပြီးတော့မှအခုလက်ရှိကျွန်တော်ရဲ့ TBWay app ထဲမှာတော့လက်ရှိကအခုကျွန်တော်ထုတ်ပေးတဲ့ပုံစံအလောက်ပဲထုတ်လို့အဆင်ပြေအောင်မယ်ဒီထဲမှာအကယ်၍များပေါ့နော် mix လို့လိုချင်တဲ့ပုံစံလေးမပါသေးဘူးဆိုရင်ဥပမာဒီလိုပုံစံမျိုးလေးတွေလုပ်ရှင်တယ်ထဲရှင်တယ်ရှိသေးတယ်ဆိုပြီးတော့မှidea တွေစိတ်ကူးတွေရှိတယ်ဆိုရင်လည်းပြောခဲ့လို့ရတယ်ဗျပေါ့နော်အဲ့ဒီထဲမှာဆိုရင်ဘာသာတွေ့ရလဲဆိုတော့တစ်ချက်ပေါ့နော်ကျွန်တော် app ထဲမှာဆရာတယောက်comment ထားရှိတယ်ဗျတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်သူဒီ calendar ထုတ်တဲ့ပတ်သက်ပြီးတော့မေးတာပြောထားတာပေါ့နော်ဒီထဲမှာထင်တာပဲ okay အဲ့ comment ထဲမှာပေါ့နော် okay ဒီကိုဆရာတက်မှာပေါ့နော်လိုရှင်တဲ့နှစ်အုပ်စုနှစ်ခုကိုတဲ့ compare လုပ်နိုင်တာမျိုးလဲစီစဉ်ပြီးရင်ကောင်းတယ်တဲ့နော်ပထမတစ်ခုက2001ကနေ2005ပုံစံတစ်ခုနောက်တစ်ခုကျတော့2021ကနေ2025ဆယ်ရနှစ်ခုရှင်ကြည့်နိုင်တာမျိုးခြားတဲ့ကအကျက်ကြားတဲ့ကကိုရေးရှာတယ်မသိနော်ကြားတဲ့ကမလို့တဲ့ခုနှစ်တွေဖြောက်ထားနိုင်အောင်ဆိုတော့ဒီလိုမျိုးလေးရတော့ဒါကျွန်တော်ရဲ့လက်ရှိ TBWay app ထဲမှာတော့ဒီလိုမျိုးပေါ့နော်တော့ different year ပေါ့နော် different year အတွက် compare လုပ်ဖို့ feature အနေနဲ့မပါသေးဘူးဒါလေးကိုတော့ကျွန်တော် not feature တွေမှာထည့်ဖို့ဘယ်လိုပြောမလို့ထည့်နိုင်အောင်ကျွန်တော်အဲ့လေးစူးစမ်းပြီးလုပ်ပြီးတော့မယ်အဲ့တော့ဒီအခုလက်ရှိပုံစံအပြင်ကိုတခြားသောပုံစံတွေပေါ့နော်ဘယ်လိုလို့ရှင်းတာရှိသေးလဲပေါ့ဒီ calendar ထုတ်ပုံထုတ်နေတဲ့ပတ်သက်ပြီးတော့မှအဲ့ဒါလက်ရှိ
ဒီဗီဒီယိုရဲ့အောက်မှာ comment မဲ့လို့ရတယ်အဆင်ပြေစင်လည်းပဲမေးလို့ရတယ်အဲ့တော့ဒီတပတ်ကနန်းထွက်ပြီးတိုင်းကလင်နာတွေဟိုလိုချင်တဲ့မိတ်ဆွေတွေအတွက်ဒီဗီဒီယို app ထက်ကနေအခုလိုမျိုးအဆင်ပြေအောင်အဆင်မပြေနဲ့ထုံနိုင်ပါစေလို့ဆန္ဒပြုပါတယ်အားလုံးအဆင်ပြေကြပါစေ thank you ပါ